ဒီအမျိုးသမီးဟာအမျိုးသားတစ်ယောက်ကိုတနက်တလက်ပြတိုက်ရင်းစကားပြောနေစဉ်မှာပဲကြည်စံတွေလျှို့ဝှက်ထည့်သွင်းနေခဲ့ပါတယ်သူမဟာတနက်သုံးဆွဲနည်းကိုရှင်းပြရင်းပြောင်းဝမှာအတန်တိတ်ပြောင်း silencer ကိုပါတက်ဆင်လိုက်တာပေါ့အဲ့ဒီနောက်တနက်နဲ့အမျိုးသားကိုတက်ချိန်ရွယ်လိုက်ပေမဲ့အမျိုးသားရဲ့အာယုံကတနက်ပြောင်းဝစီမှာပဲရောက်နေခဲ့တာပါသူမခလုတ်ကိုဆွဲညစ်ပြီးပြစ်ခတ်တော့မဲ့အချိန်မှာပဲအမျိုးသားကအတန်တိတ်ပြောင်းကိုဖြုတ်ပြီးသူ့တနက်မှာပြောင်းရွှေ့တက်ဆင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလေပြင်းတိုက်ခတ်ပြီးတရင်ပေါက်ပွင့်သွားလို့အမျိုးသားကတနက်ကိုစပွဲပေါ်တင်တာတရင်ပေါက်သွားပိတ်တာပေါ့အမျိုးသမီးကအခွင့်ကောင်းကိုမြင်ပြီးတနက်ကိုကောက်ကင်ကအမျိုးသားရဲ့အနောက်ကနေအပိုင်လောက်ကြံဖို့ကြိုးစားပါတယ်ဒါပေမဲ့သူမခလုတ်ကိုဆွဲညှစ်လိုက်တဲ့အခါမှာတော့ကြည်စံကအနောက်ဘက်ကိုထွက်လာပြီးသူမရဲ့ပခုံးကိုပဲပြန်မှန်သွားခဲ့ရတာပေါ့သူမကကြောက်လန့်တကြားနဲ့တနက်ကိုပဲတေးသေးချာချာကြည့်နေတာပါလို့စင်ကြေပေးလိုက်ပါတယ်အမျိုးသားကတော့အေးဆေးတဲ့အတန်နဲ့ငါတနက်ကကြည်စံတွေကအနောက်ကိုလဲထွက်တယ်လို့ပြောလိုက်တာပေါ့အမျိုးသားကဆေးနဲ့ပတ်တီးသွားယူနေတဲ့အချိန်မှာတော့အမျိုးသမီးကဇွဲမလျှော့ပဲတနက်ကိုထပ်မံကောက်ကင်လိုက်ပြန်ပါတယ်သူမဟာတနက်ကအနောက်ကိုထွက်မှန်းသိလို့ဒီတခါတော့တနက်ကိုမိမိကိုပြန်ချိန်ပြီးပြစ်ခတ်လိုက်တာပေါ့ဒါပေမဲ့သူမခလုံးနှိပ်လိုက်တဲ့အချိန်မှာတော့ဒုတိယကြည်စံကအရှိကိုထွက်လာပြီးသူမရဲ့အခြားပခုံးတစ်ဖက်ကိုထပ်မံထိမှန်သွားခဲ့ပြန်ပါတယ်သူမဟာနာကျင်လွန်းလို့အော်ဟစ်အော်ညီပြီးပါတော့တယ်အမျိုးသားကအပြေးလွှားပြန်ရောက်လာပြီးသူမရဲ့ဒဏ်ရာတွေကိုကြည့်ကအခုလိုပဲပြောလိုက်ပါတော့တယ်ငါတနက်ကနှက်ဆိုးပူးနေတဲ့အတိုင်းပဲတစ်ချက်ကအရှိကိုသွားရင်နောက်တစ်ချက်ကတော့